爸爸ဒီနေ့မှာတော့ဒီ high and seek ကစားမှာပဲဖြစ်ပါတယ်ဒီ high and seek ပေါ့နော်2015ကတီထွင်ခဲ့တဲ့ correct လုပ်ခဲ့တဲ့ game လေးပါဒီ game လေးက old game လေးဖြစ်ပါတယ်ဒီ old game လေးဆိုပေမဲ့လည်းကျမတို့ကအခုတည်းစောနေတော့ပေါ့နော်ဟင်းအဲ့ဒါဆိုတော့အခုကတော့ကျမကတော့နောက်တစ်ခုမှာပါမှာပါဖြစ်ပါတယ်နောက်တစ်ပွဲမှာပါမှာဖြစ်ပါတယ်နေပါအောင်အနောက်ကလူကြီးကိုနေမနဲ့ခုနကရှောက်ပြေးတယ်တွေ့လိုက်လားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပါလေစိန်ပြေးလိုက်တိုင်းလိုမျိုးကစားမှာဖြစ်ပါတယ်စိန်ပြေးလိုက်တိုင်းတော့မဟုတ်ပါဘူးဟိုကလေမှားပါလို့တူပုံတိုင်းကစားမှာဖြစ်ပါတယ်ပါလေတယောက်ကိုတွေ့ပြီဆိုတာနဲ့သူ့ကိုထိလိုက်မှပါလေရှုံးမှာပေါ့နော်ကဲအခုပြီးတဲ့အထိစောင့်နေကြရအောင်ဒီမှာနောက်တော့ရောက်ပါပြီဟဲ့ဘေဟာလီရကမလဲဟဲkitchen လားဗာလေ bedroom လားအော် kitchen ရောက်မှာ kitchen ဘယ်သူကလိုက်ရှာမလဲဆိုတော့အခုရှာနေပါပြီကျမမကြရှင်ဘူးကျမကပဲပုံကျင်တာနော်အော် no တော်သေးလို့တော့အခုအတူတူလိုက်ပုံလိုက်ကြစို့ဒီမှာဂိမ်းကစတော့ဟဲ့ရှာရမယ့်ချိန်ကမိနစ်ပိုင်းအခုကငါတို့ပေါင်းရမယ့်ချိန်ကကြတော့ကြည့်ပါအောင်ဘယ်လောက်တော့ငါ့ကိုပေါင်းမှာမလဲဆိုတော့ဟိုးအပေါ်မှာပေါင်းရင်ရောဟိုခပ်ပုတ်ပေါ်မှာလေဟာတကားခောက်လေခဏဒီပေါ့နော်ဒီမှာဒီခပ်ပုတ်ပေါ်မှာသွားပုတ်ရင်ရမလားမသိဘူးဒါပေမဲ့ခပ်ပုတ်ဘယ်လိုသွားရမှာလဲဒါပတ်စလေးမာဒီတဲ့ကငါသိရပြီးတော့ဒီအဲ့လိုမျိုးအဲ့ကိုခုံချလိုက်ရမယ်တော်သေးလို့ဒီနားမှာပုံးလာအောင်မယ်နော်အေးဟုတ်ပြီအဲ့ဆိုတဲ့ကြာအောင်အမရှားရသူကလာပြီတခါလေးရောက်ခဲ့တာတဲ့ဟဲ့ငါတို့ဘက်ရောက်တော့ဘာလားမသိဘူးအာတော်သေးလို့ပေါ့ငါတို့မမြင်တော့ဘူးနော်ဟာတော့ပြီငါတို့ပြရတော့မထင်နဲ့တော့ဘယ်လိုလုပ်လဲအော်တေးတော်သေးတာပေါ့အမန်ဒါကမှ IT ဆိုတော့ကျမတို့ကဟူးအပေါ်မှာပုံနေကြပါဟဲ့ဟိုတကားမှာဗာလဲဟိုတကားမှာလည်းသွားပုံရရပေါ့နော်အဲ့ဟိုတကားနားပေါ့နော် ID ဆိုရကောင်မဟိုမှာကောင်ကလေအမခုံသွားပြေးကစားနေရဟေးကစားနေရရှာနေရဟာကစားနေရတယ်ငါလည်းရှောက်ပြောနေတာအဘာကြီးလည်းမသိဘူးဒီနေရအော်ဟိုနေရပဲဟိုဘက်မှာကိုရှိတာမသိဘူးနော်ဟဲ့အဲ့ဒါ99ထဲကဟိုအကြီးနဲ့တူရနော်ဟေးကျမတို့မိကြလားတော့မသိဘူးဟေးစောနာအလုပ်တွေများနေရောအခုနောက်တစ်ပွဲထပ်ဆော့ပါမယ်ဘလောက်ဆော့မလဲဆိုတော့ငါပွဲဆော့မယ်အခုတပွဲဆော့ပြီးသွားပြီဆိုတော့ငါပွဲဆော့မယ်အာငါတက်လို့မရအောင်ကဲဟိုအပေါ်တက်လေမှာငါအောက်ခုန်ကြလိုက်တယ်ဟိုလားမောင်အော်ဟိုမှာအဲ့နာဟိုအပေါ်ကဟာမှာပုံရင်ရောရတာမသိဘူးငါပုံလိုက်မယ်ကွာဟာဖြူညောင်ဘာဘယ်တော့ရမလဲအာခေရပြီဘလို့ဒီနားလေးမှာပုံလိုက်မယ်လူတွေတော့မြင်လားတော့မသိဘူးကောင်းတယ်ဟဲ့စတာပါရှင်ဒီမှာ ID ဆိုတဲ့ကောင်ကဒီ
မှာအခုစတင်ရှိပါပြီဒီမှာကြည့်လိုက်ပါဦးမယ်မြင်လားတော့မသိဘူးနာမည်တော့ပေါ်နေတော့ဝင်နော်အောက်မှာလေအောက်မှာလေရရပါဖြူတော်ဟက်ကောင်တော့မရှာတော့လားမသိဘူးမရှာတော့ထင်တာကဲ तू ကအဲ့နာကိုသွားမှာတိသားပဲဟာဟေးဘလူးတွေသွားနေရတယ်အကောင်ဘလူးသွားနေရတယ်ဟဲ့သူ့ဖုန်းကနည်းနည်းကြောင်နေတယ်လို့ပဲနော်စပါရှင်ဟက်ကောင်မြန်တော့ဟိုမှာတော့လူဝိုင်းပြုံးနေရဟဲ့ဟိုမှာလည်းတကောင်အဲ့ကောင်တော့ဖက်နေတဘာဖြစ်သွားဖန်နေပြီဟေးဖန်နေပြီဟေးရပြီငါဖန်ရတယ်မဟုတ်ဘူးလေတော်သေးလို့ကိုယ်တည်းတိချာမတွေ့သေးဘူးဟိုမှာစက္ကန့်က40ခွန်းဟိုမှာ40ကျော်လောက်ကျန်နေခဲ့ပြီးတော့30ကျော်လောက်ရအောင်ကိုတော့30ဖြူသွားပြီဒီနားမှာလည်းမရှိဘူးဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးဒီမှာလည်းမရှိဘူးဟိုမှာလည်းမရှိဘူးဘယ်ဘက်မှာလည်းမရှိဘူးညာဘက်မှာလည်းမရှိဘူးစတာပါမတယောက်တွေ့ပြီအမလိုက်ဖက်ဟဲ့ရပါပြီတဲ့ဒီရှာလို့မပြီးသေးပါရှင်ကျမကတော့ဟိုနမိတ်ပေါ်နေကွာနီးနော်ကျမကတော့နိုင်သွားပါတယ်ဒီဂိမ်းမှာတော့ကျမကကျမကိုရှာမတွေ့ခဲ့ဘူးကြပါရှင်ကျမမှားပါရှင်ဘသူကြမလဲမသိဘူးငါတို့မကြဟေးငါဘေးနာလူတယောက်ကြောက်သွားလူမဟုတ်ပါဘူးမသိဘူးပါပါရှင်ဒီမှာစတာလည်းစတော့မယ်ဟဲ့တော့ပါတော့ဟိုနေရပဲဒီရတ်ပေါ်နော်မြင်ကွင်းလေဟိုအိမ်လေးမှာသွားပုံရညစ်တိုင်းဆိုအဲ့ဒီအိမ်မှာပဲသွားပုံတာအခုလည်းအဲ့ဒီအိမ်မှာပဲသွားပုံပါပဲโอเคဒီလိုဆိုတော့ရပါအဲ့ဒီထဲမှာတော့ပုံရင်ရောရှာတွေ့မှာပါနော်ဟိုအိမ်လေးမှာပဲတော့ပုံလိုက်မယ်โอเคနောက်ဆုံးတော့ရောက်ခဲ့ပြီโอเคဒါရှာနေအောင်ပြီးတော့ဒီလိုပြလို့ရရမလားအခုအဲ့သူထွက်လာတဲ့အပေါ်ကိုပြီးရင်သွားမယ်ဟေးသွားမယ်နော်ပြီးအဲ့နေရာမရှာတော့ဘူးတော့နာနေရာတော့ပြန်ရောက်ခဲ့ပြီသူတို့တွေ့မလားမသိဘူးကျမwhat ဟာအခုအဲ့နေရာကိုပြန်သွားအောင်မယ်နော်ပျောက်ကြရတယ်လို့သူကဘယ်မှာလဲမအမသူပဲပတ်သွားနေလေငါလည်းတွေ့ဝိုင်းလည်းမသိဘူးငါတော့မတွေ့ပါစေလဲဆူတောင်းမှာနော်ငါဒီဘက်ပြီးရမှာ तू ကအချမ်းမြန်နေလို့ ID မျိုးတွေကအရမ်းမြန်နေဟာသွားပါပြီကဲအခုအချိန်ကြာမှာဆိုတော့ဒါလေး wait what ငါမြင်သွားပြီလို့အားကြောင့်မို့ငါလည်းငါတုံးကြီးပဲဘာမှလည်းမသိဘူး yes ငါလည်းမနိုင်သွားပြီနဲ့နော်ကိုကတော့ဒီရောက်လာခဲ့ပါပြီstop it game ငါတော့မပါဘူးဒီထဲမှာမပါတာโอเคပြန်စမယ်ဘာဒီဘယ်ဟာလေး background လေးရမလဲဆိုတော့ကြည့်ကြအောင်ဟာ back ရပဲရတယ်ဆောနာလိုကြီးလုံပါဗောဟာโอเคငါတို့မကြပါစေနဲ့ no တော်သေးတော့နော်တော်သေးတယ်တော်သေးလို့ငါပုံချင်တာဒီမှာပုံလိုက်ကြအောင်ဟဲ့မစနိုင်တယ်ဆောနာအဲ့အိမ်သွားပြီးတော့အိမ်တော့မဟုတ်ဘူးနော်ဟုတ်တယ်အင်းကိုသွားပြီးတော့ဒီနေရာပြန်လာရင် तू ကဒီနေရာတော့မတက်တော့တော့ဘူးထင်တာအဲ့ဒါကြောင့်မို့အလုပ်တာ
အဲ့ဒါတော့ကောင်းမဲ့ဟာပဲနော်အဲ့ဒီအိမ်ကိုသွားမယ်အိမ်ကိုမဟုတ်ပဲနဲ့အဲ့ဒီဟိုနားလေးရောရှာမယ်ထင်ပါတယ်နော်အဲ့နားလေးကဲအဲ့နားလေးသွားမယ်ဒါလေးပိတ်သွားပါဘူးသူတို့ငါနောက်လိုက်လာပြီ ID ရလीအဲ့ဒါဆိုဘယ်လိုလောက်ကမလဲမသိဘူးခွာသူတို့နောက်ပဲလိုက်တော့မယ်နော်ဟုတ်တယ်မလားရှော့တယ်ဘာရလဲမသိဘူးဒါရှိတီးတဲ့အဲ့ဒါကိုဆိုဖီယာဒါလေးဝယ်လိုက်မယ်ကွာဟောမရပါမရလားအဲ့ဆို back လုပ်လိုက်မယ်ဒါလေးထွက်မယ်သူ ID ပဲနားလဲဆိုတော့ဒီနာခဏလေးအဲ့ဒါလည်းနီးတာဟေအဲ့ဒါဆိုလဲအဲ့ဆိုလဲသူမမြင်အောင်လုပ်ရမှာပဲနော်အဲ့နေရာကိုပြန်သွားရမယ်ငါ့လားတွေ့သွားရင်မသိဘူးတွေ့သွားရင်မသိဘူးဒီတိုင်းမရှောက်သွားနေငါတူမျိုးရှောက်သွားငါတွေ့သွားရင်မလောက်ပါနဲ့တွေ့သွားတော့မသိဘူးငါအနောက်ပြန်မကြည့်ထင်တော့ဘူး what သွားပြီဟာသွားပါပြီပြီးပါအဲ့ဆိုရလေဒီမှာကဲဒီလောက်ပဲဆော့ပေးတော့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်